စားလေးပါလေးလောက်ပြီးကစားနေရပြင်းလာငါတကယ်ချင်းနေထိချင်လိုက်ရဟမ်တို့စီတော့ရအကြံပန်းလေးတော့ဟာဆိုရင်ငါဒီပစ္စည်းချရအောင်မယ်ရင်ဆုံးခဏအန်လာတော့နေခွက်တွေဖန်ခွက်တွေချရအောင်ဒီမှာဟဲ့မထားပြထားရတယ်မရှိရတယ်အားနေဟုတ်ပဲပေါ့သူတို့စီကိုသွားမှာဆိုတော့ငါဟွာသူတို့လက်ဆောင်ပြီးမှကောင်းမှာပြီးတော့ငါတကယ်ချင်းအရင်ဆုံးသွားမယ်သူ့အရင်ဆုံးလက်ဆောင်ပေးပြီးရင်ငါကိုစီမှာနောက်တော့သွားလိုက်ပါမယ်ငါကိုလည်းမတွေ့ရကြနေပြီဆိုတော့အဲ့တော့ငါသူတို့အတွက်အခုလောလောဆယ်လက်ဆောင်လုပ်ရမယ်โอเคလက်ဆောင်လုပ်ကြမယ်ဘယ်ပုံလေးလုပ်ကောင်းဒီတိုင်းပဲလုပ်လိုက်ပါမယ်ရောက်ချီတော့ဒါမှရွှေချီတော့နော်ညချီတော့ငါစိန်ချီတော့ငါတော့မသိဘူးပြာရောက်ချီတော့လေးပဲငါမီးရလှပေးမယ်ငါတယောက်တည်းဆိုတော့လေဝမ်းနေရပေါ့အစင်ငါအဲ့ဒါကိုနောက်နေ့မှပေးလိုက်အေးဆုံးရအားဖြစ်ဦးငါအရင်ဆုံးခင်းနေအောင်နိုင်ဆိုတော့ခင်းရရှင်းသွားတယ်ဆိုရင်တွေးတက်တယ်ငါအိမ်ဆုံးမပြလိုက်နဲ့ကျမအိမ်မှာဒီကိစ္စမှဘာမှမရှိပါဘူးတောက်ဖို့ကြတော့လေဒီမှာအိုရီယိုရှိပေမဲ့လေဒီနေ့ကျအိုရီယိုစားမှာဆိုရင်စားမှာခေါင်းလေးစားချင်တယ်ရှင်ရဲ့ဘက်ကတော့လည်းမကြည့်အောင်အင်္ဂါကြီးရှုပ်ခန်းနေဆိုရင်စိတ်အပန်းပြေမဲ့အစင်းလိုအဝါလိုလေးမဟုတ်ဘူးတော့တောက်နေတာပဲအဲ့ရခန်းလေးပဲကြည့်တယ်အဲ့ရခန်းမှာကြောက်တော့ကားထဲမှာကြည့်လိုက်ကြောင်းသွားတော့ကြောင်းနေရဒီကြောင်း3လပိတ်ထားတော့ကျတော့ဟွာဘာတော့စားအုပ်တွေလည်းမရှိဘူးဒိတ်တွေလည်းမရှိဘူးခဲတွေလည်းမရှိတော့ဘာမှမရှိတော့သွားပြီးကြောက်ခွင့်တော့သွားပြီးငါတကယ်ချင်းစီကိုသွားမှရတော့မယ်ငါတကယ်ချင်းနဲ့တူတူပဲစားအုပ်တွေဝယ်ရတော့မယ်မဟုတ်ရင်ငါတော့သွားပြီဟာအဲ့ညာတွေကလည်းရှုပ်ပွားလို့ပါဦးတက်ရှိတော့အောင်မယ်ခဏနေပါအောင်ရပြီတော်သေးရပေါ့ခုလေးနေခောက်လိုက်လို့ချွန်ရတဲ့ကြာနေပြီဆိုတော့မှပဲအလန်းလုံးလိုက်တော့ဒီဖုန်းကဘာဒီဖုန်းတွေကအားလိုက်ပါငါမှလည်းဖုန်းကမရှိဘူးဟေးငါမှလည်းဖုန်းကလုံးဝမရှိဘူးဖိနေဆိုရင်ငါသွားတော့မယ်ဘိုင်ဘိုင်စပြီနော်ငါမကောင်မန်တင်ကိုရှိအလားပြင်ကျမမလားဖြစ်နေပြီစကပုံကြီးကငါတကယ်ချင်းကိုလွှမ်းလိုက်တော့ငါတကယ်ချင်းနေတာလာရင်ကောင်းပါပဲဘာနဲ့လိုက်တာကိုပါကိုအိမ်ထဲမှာတယောက်တည်းနေနေရဆိုတော့ပြင်းရလာကြတော့ကဲတော့ငါကြည့်အောင်ကဲတော့ငါကောင်းနေပြီတကားခောက်တန်ကြားရတယ်ဘယ်သူလာလဲမသိဘူးသွားပြီးဖွင့်ပေးလာမကားခောက်တန်ကြားရတယ်ဆိုပါမသိဘူးနည်းတောက်ဝင်ခဲ့တော့ချထားတယ်ငယ်ချင်းငါဘာတွန်းဟောတွန်းလားဘာလို့နေလဲအိမ်မူအမလေးငါနေတွေ့ရှင်နေထားပါအမလေးတွေ့ရဝန်သားလေးတနေ့ချင်းရဲ့ဒီမှာငါမန်တင်ကုန်းဒါငါရဲ့အင်ဂျီထဲဗီဒီယိုဒါပေမဲ့ငါအခုမှအိမ်ကိုတက်ကိုပြောင်းလာဆိုတော့အင်ဂျီဗီဒီယိုထဲမှာတော့ဘာမှမရှိသေးဘူးဟုတ်လို့လားငါ့ကိုပြသမ်းမှာညလည်းဒီမှာကြည့်လိုက်ခုကငါအိမ်မှာတယောက်တည်းနေရတာဆိုတော့ကြတော့အဲ့အင်ဂျီလို့အမကြည့်မနေကောင်ဆိုလည်းကြည့်လိုက်လုံးဝဘာမှမရှိဘူးဟာလာရင်းနေကြည့်ပဲပြီးတော့မနေကောင်လည်းကြည့်လိုက်ငါတယောက်တည်းနေရဆိုတော့အလိုမျိုးပဲလေနေအိမ်ကချဲရွေးတော့မိုက်တယ်မြောက်ဘလို့ပဲဖြစ်နေပါစေနေအိမ်တော့ကျေပါဦးဟာနေအိမ်ကအားမတာပဲနေရလဲနေအိမ်တော့မကျေပါဘူးပြီးတော့နေအိမ်ကအကျေကြီးလှလေးလာတိတ်ပဲအခင်းတော့ကြာလို့မိုက်တယ်ခေးအောင်နေနဲ့ငါကြဆုံးဒါကြကလေးကလာဆိုင်တော်ဆိုငါ့ကိုဘိုက်ထားလို့ချက်ကြည့်ပါလားဟမ်မလေးမမတို့ဂုံးစင်းမို့လားတလားအောက်မရရင်နော်ချက်ကြည့်မယ်ကြိုက်တယ်ခောက်စင်းနဲ့တက်တာလုံးကြီးကြော်ပေးမယ်ဟဲ့နေမှားနေသလိုပဲနော်မမားပါဘူးဟာငါတော့ပါလေဟဲ့နေဟာရဘလို့လဲမသိဘူးမားနေနော်သမီးကိုအောက်ချပြီးလို့မဟုတ်ပါဘူးဆိုဟဲ့ခောက်စင်းနဲ့လောက်ရမှာလေဘာလဲရှောင်းလို့နေရတော့sorry မှားသွားနည်းနည်းလေးပဲမှားသွားတာပါဟာလည်းနည်းနည်းမှားလို့တော့ရောပိုက်စားလာပြီနည်းနည်းလောက်တော့ငါတော့ပိုက်စားလာပြီ
နေ့ကလေးကဘာမှမစားအောင်နေအိမ်မှာပဲကုန်းစစ်မှုလုပ်ထားဟဲ့ငါတငယ်ချင်းအကျန်လေးကြီးမလိုက်တာခဏပဲစောင့်ကြောင်ဖွင့်နေဒါနဲ့ငါကိုစီရောနေတော့ပြက်လားငါကိုစီလားငါကိုစီမတော့ရသေးဘူးအဲ့ဆိုရင်ဒီဟာပြီးတော့ငါကိုစီတော့ဦးလေโอเคငါသွားနိုင်မယ်ငါနေကြမှာနောက်နေ့ကျရင်ငါကိုစီတော့မှာဆိုတာကိုဒီဗီဒီယိုကြည့်နေလူတွေမေးလိုက်လို့တော့ဟုတ်ပြီလားဟုတ်ပြီဒီဗီဒီယိုကြည့်နေလူတွေအားလုံးကျမအကူစီတော့ရမလားဆိုတာကိုဖြေပေးကြပါဦးရှင်တော့ရင်ကောင်းမလားမတော့ရင်ကောင်းမလားနောက်ဗီဒီယိုမှာကျမကိုရင်တော့ပြမလားโอเคခဏလေး review ကောင်းနေမဲစားသွား sorry ပါဘာမှမလုပ်လိုက်တော့ငါကြိုက်မိသေးတာအေးနေကြိုက်ဒီနေ့ကျမဗီဒီယိုလေးကြည့်ပြလူတွေရှင်စုကျေးဇူးတင်ပါတယ်ကျမတို့